ချိန်မိနစ်30တရားထိုင်မှာဖြစ်ပါတယ်ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတင်းနေခွေထိုင်တော့မယ်ဆိုရင်လည်းမိမိရဲ့အရိယာပုဂ္ဂိုလ်အစဉ်ပြေအောင်ပြင်လိုက်ပါတင်းနေခွေထိုင်သည်ဖြစ်စေကြုံကြုံလေးထိုင်သည်ဖြစ်စေအရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါမိမိရဲ့အရိယာပုစိတ်တိုင်းကျသွားပြီဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါလက်မထိတ်ထိလို့အစင်ပြေရင်ထိထားပါလက်မထိတ်ထိလို့အစင်မပြေရင်လက်ကလေးနှစ်ခုရှက်ထားပါခါကပုံမှန်ထားပါခါကြီးဆန့်စရာမလိုပါဘူးပုံမှန်လေးပဲထားပါခေါင်းရှည်မငုပ်စေနဲ့ခေါင်းနောက်မလန်းစေနဲ့မျက်စိကိုစင်းနေပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုတ်ထိုင်နေတဲ့အချိန်အတွင်းမပြင်းမပြောင်းမလုံးမရှက်ဖို့အတွက်စိတ်တိုင်းကျသွားပြီဆိုရင်နှာသီးဝါကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့နှာသီးဝါလေးလေးတိုးဝင်သွားတယ်နှာသီးဝါလေးလေးတိုးထွက်သွားတယ်ဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါယောဂီတို့ရဲ့နှာသီးစုံနှာသီးဝါမှာဝင်လေထွက်လေဟာရှိနေပါတယ်ဖြစ်နေပါတယ်ငကိုရှိပြီးသားငကိုဖြစ်ပြီးသားဝင်လေထွက်လေလေးကိုတတိလေးနဲ့ရှုမှတ်ပေးနေုံပါပဲဝင်လေထွက်လေကိုပြင်းပြင်းကြီးရှုထုတ်เสียလည်းမလိုပါဘူးဝင်လေထွက်လေကိုဖြည်းဖြည်းလေးရှုထုတ်เสียလည်းမလိုပါဘူးဝင်လေထွက်လေကိုပြင်းပြင်းကြီးရှုထုတ်ရင်ပင်ပန်းပြီးတော့မောတတ်ပါတယ်ဝင်လေထွက်လေကိုဖြည်းဖြည်းလေးရှုထုတ်ရင်လည်းပိန်မွေလုံးလို့မသိတာဘူးတဲ့ယောဂီရဲ့နှာသီးဝါမှာတဘာဝကြကြရှိနေတဲ့ဖြစ်နေတဲ့ဝင်လေထွက်လေလေးကိုပဲပုံမှန်ရှုပါပုံမှန်ထုတ်ပါနောက်ဒီကလေးလေးတိုးဝင်သွားတယ်နောက်ဒီကလေးလေးတိုးထွက်သွားတယ်သိချကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါတတိတာရှိနေရင်တတိတာဆွဲနေရင်တတိတာမြဲနေရင်ဝင်လေဝင်တိုင်းသိနေပါတယ်ထွက်လေထွက်တိုင်းသိနေပါတယ်နောက်ဒီကလေးလေးတိုးဝင်သွားတယ်သိနေတယ်နောက်ဒီကလေးလေးတိုးထွက်သွားတယ်သိနေတယ်နောက်ဒီကလေးလေးဝင်တိုင်းထွက်တိုင်းအချက်တိုင်းအချက်တိုင်းမလွတ်ဖို့ဆိုတာကမိနေဖို့ဆိုတာကတတိအရေးကြီးပါတယ်ယောဂီတို့တတိတာကြီးကြီးမားမားထားနေပြီဆိုရင်ဝင်လေဝင်တိုင်းသိနေတယ်ထွက်လေထွက်တိုင်းသိနေတယ်နောက်ဒီဘက်မှာလေလေးဝင်တိုင်းထက်တိုင်းအချက်ပေါင်းများစွာမလွတ်တမ်းသိနေပါတယ်တတိပါပဲတတိဆိုတာပိုတယ်လို့မရှိပါဘူးအမြဲတမ်းလိုနေတယ်အဲ့ဒီတတိလေးတစ်ချက်လွတ်လိုက်ရင်ခန္ဓာကိုယ်ကငိုက်ကနေစိုက်ကနေရင်ကနေရိုင်ကနေလှုပ်ကနေလှဲ့ကနေဖြစ်သွားတယ်အဲ့ဒါတတိလွတ်လို့ပဲတဲ့အဲ့ဒါလို့တတိလွတ်သွားပြီဆိုရင်နာသီဝမှာလေဝင်တိုင်းနာသီဝမှာလေထွက်တိုင်းအချက်တိုင်းမသိတော့ဘူးတဲ့တတိဟာဘလောက်အရေးကြီးတယ်လဲဆိုရင်ယောဂီရဲ့နာသီဝဝင်လေထွက်လေကိုမလွတ်တမ်းမိဖို့တတိနဲ့ပဲစောင့်ကြည့်ပေးပါတတိဆွဲနေပါစေတတိမြဲနေပါစေဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါရှင်းရှင်းလေးရှိပြီးသားယောဂီရဲ့နာသီဝမှာလေးလေးတိုးဝင်သွားတယ်ရှင်းရှင်းလေးရှိပြီးသားပဲယောဂီရဲ့နာသီဝမှာလေးလေးတိုးထွက်သွားတယ်ရှင်းရှင်းလေးရှိပြီးသား
ဝင်လေထွက်လေကနေဝင်လေထွက်လေဆိုတာအသက်ရှင်နေတဲ့သဘာဝအတိုင်းရှင်းရှင်းလေးရှိပြီးသားယောဂီတို့ကတတိလွတ်သွားတော့ကိလေသာအရှုံနဲ့ဝင်လေထွက်လေကိုမသိတော့ဘူးဖြစ်သွားတာငကိုတုတဘာဝဝင်လေထွက်လေကရှင်းရှင်းလေးရှိနေတာတတိလွတ်သွားရင်ထိနာမိတ်တအိတ်ချင်တဲ့စိတ်တွေငိုက်ချင်တဲ့စိတ်တွေငေးချင်တဲ့စိတ်တွေတွေးချင်တဲ့စိတ်တွေဆွေးချင်တဲ့စိတ်တွေဝင်လာပြီဆိုရင်ဝင်လေဝင်တိုင်းမသိတော့ဘူးထွက်လေထွက်တိုင်းမသိတော့ဘူးရှင်းနေတာကိုကိလေသာကရှုပ်အောင်လုပ်လိုက်တော့နာသီဝမှာလေဝင်တိုင်းနာသီဝမှာလေထွက်တိုင်းအချက်တိုင်းဟာမမိတော့ဘူးတဲ့တတိယအရေးကြီးပါတယ်တတိကြီးမားမားဆွဲမြဲထားနေပြီဆိုရင်အိုးနာသီဝမှာလေလေးဝင်တိုင်းထွက်တိုင်းအချက်တိုင်းမလွတ်တမ်းမိနေတာဝင်လေထွက်လေအချက်တိုင်းတတိကြီးနဲ့ထိမိရှုမှတ်နေပြီဆိုရင်အရိယဘဝငြိမ်လို့လောက်တာလှဲ့တာမဖြစ်ဘူးကုတ်တာဖဲ့တာမဖြစ်ဘူးရွဲ့တာဆောင်းတာမဖြစ်ဘူးရိမ့်တာရိုင်းတာမဖြစ်တော့ဘူးတတိပါပဲတတိတစ်လုံးလက်ကင်သုံးအစုံနိဗ္ဗာန်ရတယ်အဲ့ဒီတတိတစ်လုံးသာလက်ကင်သုံးပါယောဂီတို့လောကလယ်မှာတတိလွတ်သွားရင်သီလတွေလည်းကျိုးပေါက်ပျက်စီးတာပဲသူအတ္တရင်ကိုပြန်တတ်ခံရမယ်အနောက်ရှက်ပေးခံရမယ်သူဥစ္စာခိုးရင်ကိုဥစ္စာပျောက်ရှခံရမယ်အနောက်ရှက်ပေးခံရမယ်သူများအိမ်ယာမှားရင်ကိုမိသားစုအဖြစ်စီးခံရမယ်အနောက်ရှက်ခံရမယ်လိန်ညာပြောရင်ကိုလည်းပြန်ပြီးတော့လက်ပတ်ခံရမယ်မွေးရသေးစားတောက်စားရင်ဘဝပျက်စီးမယ်တတိလေးတစ်ချက်လွတ်လိုက်တာနဲ့၅ပါးသီလတောင်ကျိုးပေါက်ပြီးတော့ပျက်စီးတယ်ဒီတဲ့ဆိုတာကတတိလွတ်တဲ့လွတ်ပြီဆိုရင်လောကထဲမှာတီးကြည်တဲ့စိတ်ဓာတ်မရဘူးတဲ့ခိုင်ခန့်တဲ့စိတ်ဓာတ်မရဘူးတဲ့ငြိမ်သက်တဲ့စိတ်ဓာတ်မရဘူးတဲ့ဒီတတိနဲ့သီလတောင်နာအောင်မထိန်နိုင်ရင်တမာတိဆိုတာဘလို့ဖြစ်တော့မလဲတဲ့အဲ့ဒီတမာတိမှာမဖြစ်ရင်ယောဂီတွေရဲ့ရရှိနေတဲ့ခန္ဓာ၅ပါးယုံနာနှစ်ပါးရဲ့ဖြစ်ချင်းပြက်ချင်းကိုပညာနဲ့ဘလို့ကြည့်နိုင်မလဲတဲ့တတိမရှိရင်တတိလွတ်ရင်သီလလည်းပျက်စီးတယ်သမထလည်းမဖြစ်ဘူးဝိပဿနာဆိုတဲ့ဘာဝနာဉာဏ်ဆိုတာအဝေးကြီးပဲတဲ့အဲ့ဒါကိုပြောပါတယ်တတိတလုံးလက်ကင်သုံးအစုံနိဗ္ဗာန်ရတယ်ဟိုသူအတ္တမကောင်းဘူးတတိရှိတော့ထိန်းတယ်သူဥစ္စာကိုယ်တာမကောင်းဘူးတတိရှိတော့ထိန်းတယ်သူရံမာတာမကောင်းဘူးတတိရှိတော့ထိန်းတယ်လိန်ညာပြောတာမကောင်းဘူးတတိရှိတော့ထိန်းတယ်မူရသေးစားတောက်စားတာမကောင်းဘူးတတိရှိတော့ထိန်းတယ်တတိရှိရင်ကိုကျင့်တရား၅ပါးသီလမကျိုးမပေါက်မပျက်စီးဘူးတဲ့အခြေခံသီလမှာမြဲနေပြီဆိုရင်စိတ်ဓာတ်တွေတည်ကြည်ဖို့ခိုင်ခန့်ဖို့ငြိမ်သက်ဖို့တမာတိမခဲရင်တော့ပါဘူးအဲ့ဒီတမာတိသာငြိမ်ငြိမ်သက်သက်နဲ့အားကောင်းပြီဆိုရင်ယောဂီတို့ရရှိနေတဲ့ခန္ဓာ၅ပါးယုံနာနှစ်ပါးကိုပညာဉာဏ်နဲ့ဖြစ်ပြီးပြက်နေတဲ့အနိစ္စတွေကိုပြက်တိုင်းကြည်နိုင်ပါတယ်တတိထားပေးပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ယောဂီရဲ့နှာသီးဝမှာဝင်လေဝင်တိုင်းတည်ပေးလိုက်ပါထွက်လေထွက်တိုင်းတည်ပေးလိုက်ပါနှာသီးဝလေးလေးတိုးဝင်သွားတယ်လေလေးဝင်ပါလို့တောင်းတနေစရာမလိုဘူးတဲ့ဝင်သွားတဲ့လေလေးလည်းထွက်ပါလို့ကြောင်းကြနေစရာမလိုဘူးတဲ့ရှိပြီးသားဖြစ်ပြီးသားယောဂီတို့အသက်ရှင်နေတဲ့ဝင်လေထွက်လေဆိုတာရှိနေမယ်ဖြစ်နေမယ်
အဲ့ဒီငကိုရှိပြီးသားဝင်လေထွက်လေလေးကိုတတိနဲ့စောင့်ပြီးတော့ရှုမှတ်ပေးနေုံပဲတတိထားပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်စိတ်မထွက်ပါစေနဲ့ဌိနမိတ်တာဆိုတဲ့အိတ်ချင်တဲ့စိတ်ငိုက်ချင်တဲ့စိတ်တွေအဝင်မခံပါနဲ့တန်ဖိုးရှိတဲ့အချိန်ကိုတန်ဖိုးတိတိအသုံးချပါတန်ဖိုးတဲ့တန်ဖိုးဆိုတာယူနိုင်မှရတာထဲ့နိုင်မှပိုင်ဆိုင်တာတဲ့ခုယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးထဲမှာတတိရဲ့ဝရိယရဲ့တမာတိရဲ့ဆိုတဲ့တမာရိမခင်၃ပါးဝင်လေထွက်လေကိုတေချာရှုမှတ်နေပြီဆိုရင်ဝမ်းထဲမှာကိန်းနေပါပြီတန်ဖိုးကြည့်လိုက်တာလောကလယ်မှာတွာလာယုံကန်ရှာဖွေနေတော့တမာရိမခင်၃ပါးယောဂီတို့ရဲ့ဝမ်းထဲမှာဘယ်ကိန်းမလဲတတိကလည်းလွတ်ဝိရိယကလည်းပြန့်လွင့်စိတ်တွေကကြောက်ကြရဲ့လောကထဲမှာဒီလိုပဲနေထိုင်ကြတယ်ကျင်လည်ကြတယ်အခုကြည်စမ်းယောဂီတို့ရဲ့ခန္ဓာကိုယ်ကြီးကိုကမ္မထအာယုံပေါ်ပြစ်တင်လိုက်တော့တတိထားတတ်လာပြီဝရိယစိတ်တက်လာပြီစိတ်တွေတည်ကြည်ခိုင်ကန့်လာပြီဒါတမာရိမကင်၃ပါးပဲဝင်လေထွက်လေလေးကိုဝင်တိုင်းထွက်တိုင်းတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာမလွတ်တမ်းရှုမှတ်နေတဲ့ချိန်မှာယောဂီတို့ရဲ့ဝမ်းထဲမှာတမာတိမကင်၃ပါးဝင်မာတီပါဝင်မာတီပါလို့ပြောเสียမလိုဘူးတဲ့ယောဂီတို့ရဲ့ဝမ်းထဲခန္ဓာထဲမှာတမာတိမကင်၃ပါးကိန်းနေပါပြီတတိထားပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့တည်တည်ငြိမ်ငြိမ်လေးဖြစ်နေပါစေတမာတိဆိုတာငြိမ်သက်မှုကိုလိုလားပါတယ်အရိယဘုလှုပ်တယ်လှဲ့တယ်ရွဲ့တယ်ဆောင်းတယ်ဆိုတက်ကပြန်စမှတ်ရပြန်ပြီဝင်လေထွက်လေပြန်ပြီးတော့အရိယဘုရဲ့ရိမ့်သွားတယ်ရိုင်သွားတယ်ဆိုဟောဝင်လေဝင်တိုင်းသိထွက်လေထွက်တိုင်းသိပြန်ပြီးတော့မှတ်နေရတယ်အစကလေးကအရိယဘုတည်ငြိမ်နေတဲ့ပုဂ္ဂိုလ်ဆိုရင်နောက်ဒီကမှာဝင်တိုင်းထွက်တိုင်းဝင်တိုင်းထွက်တိုင်းအချက်တိုင်းကိုမိနေပြီဝင်လေထွက်လေအချက်တိုင်းမိနေပြီဆိုတော့အရိယဘုကလည်းတည်ငြိမ်နေပြီတမာတိဟာခဏလေးနဲ့ဖြစ်ပါတယ်ဘယ်အာယုံနောက်မှမလိုက်တော့ဘူးဘယ်အာယုံမှလည်းအဝင်မခံတော့ဘူးလေတတိဟာသိအရေးကြီးပါတယ်ယောဂီရဲ့နှာသီးဝမှာဝင်လေဝင်တိုင်းသိပေးလိုက်ပါထွက်လေထွက်တိုင်းသိပေးလိုက်ပါတမာရီအကောင်းလာပြီဆိုရင်တတိပို့ထားကြည့်လိုက်ဝင်လေထီတိုင်းသိပေးလိုက်ပါထွက်လေထီတိုင်းသိပေးလိုက်ပါယောဂီရဲ့စိတ်ငြိမ်သက်မှုနဲ့တည်ကြည်လာပြီဆိုရင်တဲ့နှခမ်းပြားနှာခေါင်းပြားမှာတိုးထိသွားတဲ့ထိသဘောလေးကိုသိတယ်ဝင်လေထီတိုင်းသိပေးလိုက်ပါယောဂီရဲ့နှခမ်းပြားနှာခေါင်းပြားမှာတိထွက်သွားတဲ့သဘောလေးကိုလည်းသိတယ်ထွက်လေထီတိုင်းသိပေးလိုက်ပါတည်ကြည်မှုပါပဲတမာတိပါပဲငြိမ်သက်ပြီးတော့ပြန်လွှဲမှုတွေကိုစုစည်းပြီးတော့အဲ့ဒီဝင်လေထီတိုင်းထွက်လေထီတိုင်းကြည်နေမယ်ဆိုရင်မလွတ်တမ်းသိနေပါတယ်တတိနဲ့ကြည်ပါတတိယသိအရေးကြီးပါတယ်တတိလေးခိုင်နေပြီဆိုရင်အရိယာပုဂ္ဂိုလ်ကငြိမ်နေပြီပဲတန်ဖိုးရှိတဲ့အချိန်တွေကိုတန်ဖိုးတိတိအသုံးချပါယောဂီတို့ခုရှုမှတ်နေတဲ့အချိန်ဟာတန်ဖိုးကြီးမားတဲ့အချိန်ပဲ
ဘယ်ရာနဲ့မှမလဲနိုင်ဘူးတဲ့ရှုပ်နေတဲ့စိတ်တွေလည်းမရှိတော့ဘူးစိုးရိမ်နေတဲ့တောကတွေလည်းမရှိတော့ဘူးရောက်ရက်ခတ်နေတဲ့ဗျာပါဒတွေလည်းမရှိတော့ဘူးဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်နေတဲ့အချိန်မှာစိတ်ကလေးကငြိမ်ပြီးတော့အရိယာပုလေးကလည်းလှုပ်တာလှဲ့တာမဖြစ်တော့ဘူး။ဩတို့ဒါတမထပဲရှိသေးတယ်။တောကဗျာပါဒတွေတည်ကတော့ငြိမ်နေတာပဲ။စိတ်ချမ်းသာလိုက်တာစိတ်ချမ်းသာလိုက်တာစိတ်ချမ်းသာတာပေါ့ဝင်လေထွက်လေလေးကိုသတိနဲ့ရှုမှတ်နေတဲ့ချိန်မှာမလွတ်တမ်းရှုမှတ်နေတဲ့ချိန်မှာစိတ်ကလေးကငြိမ်ပြီးတော့ချမ်းသာနေတာတန်ဖိုးတဲ့တန်ဖိုးဆိုတာသိတဲ့သူမှယူတတ်တာအကျိုးတဲ့ကောင်းတဲ့အကျိုးဆိုတာနားလေတဲ့သူမှသိမ့်ပိုက်နိုင်တာတဲ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အာယုံတစ်ပါးစိတ်မသွားစေနဲ့ယောဂီတို့ဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်ပြီးတမာဓိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီဝင်လေထွက်လေကိုသတိနဲ့ရှုမှတ်ပြီးစိတ်ကလေးငြိမ်နေပြီအေးနေပြီတည်ငြိမ်မှုတမာဓိကောင်းလာပြီဆိုရင်ခန္ဓာဘက်ကိုညံလှည့်ကြည့်ပါခန္ဓာဘက်ကိုညံလှည့်ကြည့်တော့မယ်ဆိုရင်နာသီဝဝင်လေထွက်လေဖြုတ်လိုက်ပါခန္ဓာဘာတွေပြောနေသလဲခန္ဓာဘာတွေပြနေသလဲခန္ဓာဘာတွေဖြစ်နေသလဲညံလှည့်ပြီးတော့စောင့်ကြည့်လိုက်ပါချိန်15မိနစ်ကျော်လာပြီယောဂီတို့ရဲ့ခေါင်းခါခြေလက်ဒူးတတောင်ပေါင်ခါဆိုတဲ့ခန္ဓာကိုယ်အရိယာပုတ်ကြီးကနားတဲ့နေရာကနားလာမယ်ကျင်တဲ့နေရာကကျင်လာမယ်ပူတဲ့နေရာကပူလာမယ်ထုံတဲ့နေရာကထုံလာမယ်ခန္ဓာကြီးကပြတာဘယ်မှာဖြစ်နေတာလဲဆိုခန္ဓာမှာဖြစ်တာဘယ်သူကပြောနေတာလဲဆိုခန္ဓာကပြောနေတာအဲ့ဒီခန္ဓာပြောသမျှကိုဉာဏ်နဲ့သာလှည့်ဆောင်ကြည့်ပါခန္ဓာမှာပေါ်လာသမျှအရှုခံတွေပါနောက်ကအရှုဉာဏ်လေးနဲ့သာစောင့်ကြည့်ပါတတိဝရိယရှိလို့တမာရီဖြစ်ခဲ့ပါပြီတမာရီတည်ခဲ့ပါပြီတတိဝရိယရှိမှတမာရီဖြစ်မယ်တဲ့တမာရီဖြစ်မှယုံနံသိမယ်ကိုယောဂီရရှိနေတာခန္ဓာ၅ပါးပဲအချင်းချုပ်တော့ယုတ်တရားနဲ့နံတရားပဲအဲ့ဒီယုံနံကိုသိမှဖြစ်ပျက်ကိုမြင်အောင်ကြည့်နိုင်မှာတမာရီတွေတော်တော်ခိုင်လာပြီခန္ဓာဘက်ကိုညံလှည့်ကြည့်လိုက်တော့နားတယ်ကျင်တယ်ပူတယ်စူးတယ်အောင့်တယ်ခန္ဓာရဲ့သဘောတွေပဲတချို့က15မိနစ်30ဆိုနားလာပြီကျင်လာပြီတချို့ကအချိန်အတိုတွင်းလေးနဲ့နာကျင်မှုတွေပေါ်တာတချို့ကြတော့မိနစ်40တနာရီလောက်ကြာမှပေါ်တာခန္ဓာတွေရဲ့ဖြစ်တည်မှုကမတူပါဘူးဝိယောဂီတို့တချို့တို့နာရင်နာနေမယ်ကျင်ကျင်နေမယ်ညောင်းရင်ညောင်းနေမယ်ထုံရင်ထုံနေမယ်ပူရင်ပူနေမယ်တချို့ဆိုကျင်နေပြီပေါ့ထုံနေပြီပေါ့ပူနေပြီပေါ့ဟောဘသူကပြတာလဲခန္ဓာကပြတာဘသူနဲ့စောင့်ကြည့်မှလဲဉာဏ်နဲ့စောင့်ကြည့်မှခန္ဓာကလည်းသူ့အလုပ်သူလုပ်ပြနေတာပဲဉာဏ်ကလည်းကိုယ့်အလုပ်ကိုလုပ်ရုံရှိတာပဲခန္ဓာကသူ့လုပ်သူလုပ်ပြနေတယ်ဆိုတော့ရှင်းနေပြီငါမပါဘူးဉာဏ်ကလည်းကိုယ့်အလုပ်ကိုလုပ်မှာဆိုတော့ငါမပါဘူးဒီတော့ခန္ဓာပြောသမျှအရှုခံတွေကိုဉာဏ်နဲ့သာစောင့်ကြည့်ပါဝိပဿနာဆိုတာငါအလုပ်မဟုတ်ဘူးဉာဏ်အလုပ်တဲ့ကိုယောဂီတို့ရဲ့ခန္ဓာကြီးက
မထာအောင်ပေါ်တင်လိုက်ပြီဆိုကနေငါဆိုတာမရှိတော့ဘူးငါဆိုတာမပါတော့ဘူးငါဆိုတာလာလဲအလာမခံနဲ့ကမ္မထာအောင်ပေါ်ရောက်နေတဲ့ခန္ဓာကိုယ်ကြီးဒီဘယ်သူအလုပ်ပဲဆိုရင်ဉာဏ်ရဲ့အလုပ်ပဲရှိတော့တယ်အဲ့တော့ခန္ဓာပြောသမျှဉာဏ်နဲ့စောင့်ကြည့်ပါခန္ဓာကနာပြမယ်ကျင်ပြမယ်ပူပြမယ်ဆူပြမယ်အောင့်ပြမယ်ကုတ်ကြောကြီးတွေတင်းပြမယ်လေးပြမယ်ခန္ဓာကတော့မပြနဲ့ဆိုလဲပြနေမှာပဲမပြောနဲ့ဆိုလဲပြောနေမှာပဲမဖြစ်နဲ့ဆိုလဲဖြစ်နေမှာပဲငါမပိုင်ဘူးတဲ့ဒါကြောင့်ဝိပဿနာဆိုတာငါအလုပ်မဟုတ်ဘူးတဲ့ဉာဏ်အလုပ်တဲ့ငါကိုဖယ်ထုတ်တာဉာဏ်အလုပ်ကိုဒီဇိုင်းမတ်လုပ်ပါခန္ဓာမှာပေါ်လာတဲ့ညအရှုခံတွေအရှုဉာဏ်နဲ့သာစောင့်ကြည့်ပါတန်ဖိုးကိုသိပါအချိန်ကိုလေးစားပါရရှိတဲ့အချိန်ကိုမအိပ်မငိုက်ဖဲနဲ့ဇွဲရှိရှိနဲ့အသုံးချပါအသုံးမကျတဲ့ခန္ဓာကြီးကအသုံးမကျစရာတွေကြီးပဲပြနေမှာလူချင်းစရာတစ်ခွက်မှမရှိတဲ့ခန္ဓာကြီးကမလူချင်းစရာတွေကြီးပဲပြနေမှာစောင့်ကြည့်လိုက်ပေါ့ဉာဏ်နဲ့ဟဲ့ခန္ဓာနင်ဘာပဲပြောပြောဘာပဲဖြစ်ဖြစ်ဘာပဲပြပြပူပူဆူဆူညောင်းညောင်းထုံထုံငါဆိုတဲ့ဉာဏ်ကမလွတ်တမ်းစောင့်ကြည့်မှာဆိုပြီးတော့ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်မလွတ်တမ်းစောင့်ကြည့်ပါခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပြီဆိုရင်အပြည့်နဲ့မက်နဲ့ကပ်နေပြီဆိုရင်အရှိနဲ့အသိနဲ့ကပ်နေပြီဆိုရင်အနိစ္စနဲ့မက်ကနဲ့ကပ်နေပြီဆိုရင်ဩခန္ဓာမှာဒါတွေပဲရှိတာပဲနားတဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့မရှိတော့ဘူးကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့မရှိတော့ဘူးဩနာလာပြီဟောစောစောကတော့တအားနာတာပဲဩခုရော့သွားပြီစောစောကတအားနာတယ်ဆိုတဲ့သဘောလေးအောင်မရှိတော့ဘူးပြတ်သွားပြီနောက်သိမ့်မနာတော့ဘူးဆိုနောက်နာတဲ့သဘောလေးစားထိုးသွားပြီခန္ဓာကဒီလိုပဲဖြစ်နေတာတေချာကြည့်ပါရှင်းရှင်းနဲ့နာနေတယ်စစ်နဲ့ကျင်နေတယ်နာရာကျင်တာပေါ်စားကနေကမြင်အောင်ကြည့်ပါနာရာကျင်တာပေါ်လဲမှာလဲမြင်အောင်ကြည့်ပါတအားနာလာပြီတအားကျင်လာပြီဆိုရင်လည်းမြင်အောင်ကြည့်ပါခန္ဓာကဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်နောက်ကဉာဏ်ကသိပေနေုံပဲဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဉာဏ်ကသိပေလိုက်ခန္ဓာကဒီလိုကြီးသွားနေတာကိုတို့ကတဏှာနဲ့နာနေတယ်လို့ထင်နေတာတကျင်နဲ့ကျင်နေတယ်လို့ထင်နေတာမပြင်ရရင်ခြေတော်ကြီးကကျိုးသွားမလားပဲ့သွားမလားလို့ထင်နေတာဘယ်ဟုတ်မလဲခန္ဓာကြီးကဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်နဲ့ဉာဏ်ကသိပေနေုံပဲဉာဏ်ရဲ့အလုပ်ကသိပေရမယ့်အလုပ်ပဲဖြစ်လာတဲ့တရားလေးပြက်သွားတာကိုဉာဏ်ကသိပေဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဉာဏ်ကသိပေလိုက်ခန္ဓာရဲ့လမ်းစဉ်ဟာဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေလိုက်ဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေလိုက်တော်ဆိုးတဲ့ခန္ဓာကြီးပဲဒုက္ခတွေစုပြုံနေတဲ့ခန္ဓာအတုံးမကျစရာတွေစုပြုံနေတဲ့ခန္ဓာမနစ်မြို့စရာတွေစုပြုံနေတဲ့ခန္ဓာလိုချင်စရာတကွက်မှမပါတဲ့ခန္ဓာဉာဏ်နဲ့ကြည့်မှသိချာသိတာပါအကအဖြစ်ခန္ဓာကြီးအနှစ်မရှိတဲ့ခန္ဓာကြီးဒီခန္ဓာကြီးထဲမှာဘာတွေပဲရှိတယ်လဲဆိုဖြစ်ခြင်းနဲ့ပြက်ခြင်းတွေပဲရှိတယ်ဖြစ်လာတဲ့များပြက်မယ်ပြက်ဖို့အတွက်ဖြစ်လာတယ်ဒါဟာစက္ကန့်တိုင်းမိနစ်တိုင်းနေ့ရက်တိုင်းလတိုင်းနှစ်တိုင်းယောဂီတို့အသက်ရှင်နေတဲ့၍ခန္ဓာကြီးထဲမှာဖြစ်ခြင်းပြက်ခြင်းတွေရှိနေပါတယ်ဉာဏ်နဲ့မကြည့်လို့မသိတာတဲ့
ဉာဏ်နဲ့မကြည့်တတ်လို့မမြင်တာတဲ့အခုယောဂီတို့ရဲ့ခန္ဓာကြီးကိုကမ္မထအယုံပေါ်ပြစ်တင်လိုက်တော့သင်္ခါရဖြစ်တဲ့မြတ်ဟာအနိစ္စပြက်ပါလားခန္ဓာကြီးဟာဖြစ်ချင်းပြက်ချင်းပဲရှိတာပဲတတန်တရားလုံးမရခဲ့တဲ့ဉာဏ်နဲ့အခုမှကြည့်ခွင့်ရတာယောဂီတို့ဘဝတန်ត្រာကြီးထဲမှာဒီခန္ဓာယုံနာကြီးကိုဉာဏ်နဲ့ပိုင်းခြားပြီးတော့ကိလေသာတွေအကျွမ်းမဲ့ပယ်တတ်နိုင်ခဲ့ရင်ဒုက္ခတွေပိနေပြီပေါ့အခုကြည်စမ်းတန်ត្រာဆက်ဆက်ဘဝဆက်ဆက်ဉာဏ်ကိုအာမကိုပဲကိလေသာထဲမှာမျောပြီးပျော်ခဲ့ကြတော့ဒီဝဲဩကတန်ត្រာကြီးတွေကမယုံနိုင်ပဲဖြစ်နေတာအခုတွေ့ပြီဘုရားရှင်ရဲ့သာသနာနဲ့အဆုံးအမနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့ဝိပဿနာနဲ့ထိတိုက်ကိုတွေ့တာဝိပဿနာဆိုတာခန္ဓာရသူတိုင်းအားထုတ်ခွင့်မရှိဘူးတဲ့ဝိပဿနာဆိုတာကနှစ်သက်မျက်နှိုးတဲ့ပုဂ္ဂိုလ်တွေတည်တာဘဝခန္ဓာကိုယုံမုန်းတဲ့လူတွေတည်တာအားထုတ်ခွင့်ရတာဘုရားကြီးတို့အားထုတ်ခွင့်ရနေပြီတကယ်လက်တွေ့ပဲလက်တွေ့အားထုတ်ခွင့်ရနေတဲ့အချိန်မှာခန္ဓာထဲမှာရှိတဲ့ဖြစ်ချင်းတရားတွေကိုပြက်နေပါလားပြက်နေပါလားဆိုပြီးဉာဏ်နဲ့သာအတွင်တွင်စောင့်ကြည့်ပါခန္ဓာမှာပေါ်လာတဲ့အနိစ္စရှုတဲ့ဉာဏ်ကမက်ကနာပါစေကျင်ပါစေဉာဏ်နဲ့ရှုချက်စူပါစေအောင်ပါစေဉာဏ်နဲ့ရှုချက်ထုံပါစေညောင်းပါစေဉာဏ်နဲ့ရှုချက်ဉာဏ်ရဲ့အလုပ်ပဲခန္ဓာကြီးကတော့ပြောနေမယ်ပြနေမယ်ဖြစ်နေမယ်ဉာဏ်နဲ့သာအတွင်တွင်စောင့်ကြည့်ပါအာကိုဝါမာကဉာဏ်ဘသူပေးတဲ့ဉာဏ်လဲဆိုဘုရားပေးတဲ့ဉာဏ်ဒီဉာဏ်ဆိုတာဘုရားပွင့်မှရတာကိုအဲ့ဒီဘုရားပေးတဲ့ဉာဏ်နဲ့ခန္ဓာမှာဖြစ်နေတဲ့သဘောတွေကိုပြက်တိုင်းပြက်တိုင်းဆုံးဖြတ်ချက်ချပြီးတော့မြင်အောင်ကြည့်ပါပေါ်လာတဲ့မြတ်အနိစ္စဖြစ်လာတဲ့မြတ်အနိစ္စနောက်ကဉာဏ်နဲ့ဆုံးဖြတ်ချက်ချမရှိတော့ဘူးမရှိတော့ဘူးမရှိတော့ဘူးမြင်နေမယ်သိနေမယ်နားတဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့မရှိတော့ကျင်တဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့မရှိတော့ဘူးပူတဲ့သဘောလေးဉာဏ်နဲ့ကြည့်တော့မရှိတော့ဘူးပြက်နေတာပဲတစ်ဆက်တည်းဖြစ်နေတာမှမဟုတ်တာအဲ့ဒီပြက်နေတဲ့သဘောလေးကိုဉာဏ်နဲ့အစင်မလွတ်တမ်းကြားမလက်မြင်အောင်ကြည့်ပါခန္ဓာသဘောကတော့ပြောနေမှာပဲခန္ဓာသဘောကတော့ပြနေမှာပဲယောဂီတို့ကဉာဏ်နဲ့သာစောင့်ကြည့်ုံပဲတတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါတတိထားဝရိယစိုက်ပညာနဲ့စောင့်ကြည့်ပါခန္ဓာမှာပေါ်လာတဲ့မြတ်အရှုခံနေပဲနာကျင်ကြိုက်ခဲညောင်းထုံပူအေးစူအောင်နဲ့အမြည်တာတက်ပြောနေရတာခန္ဓာကိုယ်တစ်ခုလုံးပေါ်နေတာအရှုခံတွေကြည့်ပဲနာတာလည်းအရှုခံပဲကျင်တာလည်းအရှုခံပဲတစစ်စစ်နဲ့ကြိုက်နေတာလည်းအရှုခံပဲတစစ်စစ်နဲ့ခဲနေတာလည်းအရှုခံပဲ။အိုးညောင်းနေတာလည်းအရှုခံပဲ။ထုံနေတာလည်းအရှုခံပဲ။ပူနေတာလည်းအရှုခံပဲ။အေးနေတာလည်းအရှုခံပဲ။စူးနေတာလည်းအရှုခံပဲ။အိုးနာလိုက်တာအောင့်လိုက်တာအောင့်နေတာလည်းအရှုခံပဲ။တလုံးနဲ့ပြောရင်ခန္ဓာမှာပေါ်လာသမျှတွေကအရှုခံပဲ။အဲ့ဒါအရှုဉာဏ်နဲ့စောင့်ကြည့်အသေးတွေပဲတွေ့မယ်အပြက်တွေပဲတွေ့မယ်အပြက်တွေပဲတွေ့မယ်အသေးတွေပဲတွေ့မယ်
ဉာဏ်နဲ့သိချသောစောင့်ကြည့်ပါတတိထားပါတတိမလွတ်ပါစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်ပါစေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပြီဆိုရင်ပေါ်လာသမျှအရှုခံတွေကိုအနိစ္စ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 ဆိုပြီးတော့အချက်ပေါင်းများစွာမြင်ပါတယ်မလွတ်တမ်းမိအောင်ရှုနိုင်ပါတယ်သေချာကြည့်ပါမြင်အောင်ကြည့်ပါဂရုစိုက်ကြည့်ပါဝိပဿနာဆိုတာဉာဏ်အလုပ်ပါခန္ဓာကြီးကိုမညာပါနဲ့ခန္ဓာကြီးကယောဂီတို့ကိုနည်းနည်းလေးမှမညာတာခဲ့ပါဘူးတန်အောင်ခိုင်းနာခိုင်းအတုံးတဲ့တော့အကျိုးရှိအောင်ခိုင်းယောဂီတို့တသန်းတရားလုံးခန္ဓာကြုံဖြစ်ခဲ့တာဝိပဿနာတရားကြိုးစားအားထုတ်နေတဲ့ဆိုတာကအဲ့ဒီကြုံဘဝကနေသခင်ဖြစ်အောင်လုပ်နေတာဟဲ့ခန္ဓာနင်ခိုင်းသမျှတန်ត្រာတလျှောက်ငါလျှောက်ပြီးရုန်းကန်ပြီးတော့လှုပ်ပေးကြရတာအခုလဲပဲနင့်ကငါအစာကောင်းကောင်းကျွေးပေးရအဝတ်စားကောင်းကောင်းဆင်ပေးရအမွှေးနှံတာကောင်းကောင်းခြေပေးရသွားခြင်းလာခြင်းနဲ့ဆိုတော့လိုက်ပို့ပေးရစားခြင်းတောက်ခြင်းနဲ့ဆိုတော့အကောင်းတွေဝယ်ကျွေးပေးရခန္ဓာခိုင်းသမျှလှုပ်ခဲ့တာအခုငါဝိပဿနာရှုနေပြီငြိမ့်ငြိမ့်နေနင်နာတာကျင်တာတွေကိုငါ့ကိုလာပြီးစောရကမတက်နဲ့ကျင်ပါစေနာပါစေပူပါစေစုပါစေအောင်ပါစေဉာဏ်နဲ့သာရှုချနိုင်အောင်ရှုနိုင်ရင်ခန္ဓာရဲ့သခင်ပဲခန္ဓာပြောသမျှခန္ဓာဖြစ်သမျှခန္ဓာပြသမျှအရှုခံတွေကိုဉာဏ်နဲ့ကက်ခနဲ့နိုင်အောင်ရှုနိုင်ရင်ယောဂီတို့ခန္ဓာရဲ့သခင်ဖြစ်ပြီခန္ဓာရဲ့သခင်ဖြစ်မှနိဗ္ဗာန်ကိုမကောက်မကွေ့ပဲဖြောင်းတန်သွားနိုင်မှာပါတတိထားဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါတတိထားဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါယောဂီတို့ဝိပဿနာတရားရှုမှတ်လာတာအချိန်မိနစ်30ပြည့်သွားပါပြီတတိထားပါတတိမလွတ်ပါစေနဲ့ချိန်နဲ့ငယ်တွင်မှာတရားချပါမယ်တရားချတဲ့ခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားချိန်စေပြီးတဲ့တရားချတော်မဲ့တဲ့တိလိုက်တဲ့စိတ်ကလေးသည်နန္တရားတရားချဖို့လှုပ်လိုက်လှဲ့လိုက်တဲ့ခန္ဓာကိုယ်အနေထားသည်ရုပ်တရားရုပ်ကလည်းဖြစ်ပြီးတော့ပြက်နာမ်ကလည်းဖြစ်ပြီးတော့ပြက်ယုံနာတစ်စုံသည်ဖြစ်ပြီးတော့ပြက်ပါလားလို့ဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနုညံ့တယ်တရားဆိုတာတိမ်မွေ့တယ်ယောဂီအားလုံးအချိန်စေပြီးမှုတရားချလို့ရပါပြီ